ဆရာဝန်မလေးတူကပုံမှန်အကြိုက်ခွဲစိတ်ကူးသားမှုတွေလုပ်နေတာပေါ့ဒါပေမဲ့သူမမတိလိုက်ပဲနဲ့ခွဲစိတ်ကူးသားနေတဲ့လူနာကလွန်ခဲ့တဲ့6နှစ်ကသူမရဲ့ချစ်သူဟောင်းထင်နေတာကိုတတိထားမိသွားတယ်ဒီလိုရုပ်တရက်သွေးဆုံမှုကကံကြမ္မာလို့ပဲခံစားရတယ်နော်ချစ်သူဟောင်းရဲ့ခန္ဓာကိုယ်ပေါ်ကကြောက်စရာကောင်းတဲ့တရားတွေကိုမြင်လိုက်ရတော့ဆရာဝန်မလေးကစိတ်ပူပန်သွားတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲလော်ဖော်ကိုင်ဖက်တူကခွဲစိတ်တာကိုဆက်လုပ်ရမယ်လို့တတိပေးလိုက်တယ်ဒါကြောင့်သူမစိတ်ကိုပြန်ထိန်းချုပ်ပြီး professional ဆန်ဆန်ပဲခွဲစိတ်ကူးသားမှုကိုပြီးဆောင်အောင်လုပ်ဆောင်ခဲ့ပါတယ်လူနာရဲ့အခြေအနေကစိုးရိမ်ရပေမဲ့ဆရာဝန်မလေးကသူမရဲ့ထူးချွန်တဲ့စွမ်းရည်တွေနဲ့ခွဲစိတ်ကူးသားမှုကိုအောင်အောင်မြင်မြင်ပြီးမြောက်ခဲ့တယ်။နည်းနည်းလေးမှစိတ်မအေးရတဲ့မှုလို့ဖော်ကိုင်ဖက်တဲ့ဦးကသူမရဲ့ချစ်သူဟောင်းဟာအခုဆိုနာမည်ဆိုးနဲ့ကြော်ကြတဲ့အန်တရယ်များပြီးရက်စစ်တဲ့မာဖီယာကိုင်းခေါင်းဆောင်တစ်ယောက်ဖြစ်နေပြီဆိုတာပြောပြလိုက်တယ်။ဒါပေမဲ့အန်အားသင်းဆရာလေးကအဲ့ဒီမှာတင်လပြီးသေးပါဘူး။ခဏကြာမှတော့အမျိုးသမီးတစ်ယောက်ကအမြန်ရောက်လာပြီးစိုးရိမ်ကြီးနဲ့လူနာချင်းနီဖလို့လဲလို့မေးလေ။လူနာအသက်ရှင်တယ်ဆိုတာသိလိုက်ရတော့သူမစိတ်သက်သာရသွားပြီးဆရာဝန်မလေးရဲ့နာမည်ကိုမေးလိုက်တယ်။ဒါပေမဲ့ဆရာဝန်မလေးရဲ့နာမည်ကိုကြားလိုက်တာနဲ့သူမမျက်နှာဖြူဖက်ဖြူရောဖြစ်သွားတယ်။ဘာလို့လဲဆိုတော့အဲ့ဒီဆရာဝန်မလေးကအဲ့ဒီလူရဲ့ပထမဆုံးချစ်သူဖြစ်နေလို့ပဲဒီစကားကြားတော့အနီးနားကလို့ဖော်ကိုင်ဖက်တွေပါအန်အားတင်သွားကြတယ်။ဒါပေမဲ့ဆရာဝန်မလေးကတော့အဲ့ဓာတွေကအတိတ်ကကိစ္စတွေပါကျမတို့ကြာမှာဘာမှမရှိတော့ပါဘူးလို့အေးဆက်ဆက်ပဲပြန်ပြေးလိုက်တယ်။ဒါပေမဲ့အဲ့ဒီနောက်မှာအဲ့ဒီအမျိုးသမီးကပြောလိုက်တဲ့စကားကြောင့်ဆရာဝန်မလေးလုံးဝအန်အားတင်သွားခဲ့တယ်။သူမကရှင်ဟာသူအမုန်းဆုံးမိမပါရှင်ကိုမေးဖြစ်ဖို့အတွက်သူအရာရာကိုလုပ်ခဲ့တာလို့ပြောလိုက်တယ်။ဒီစကားကြတော့ဆရာဝန်မလေးမယုံနိုင်အောင်ဖြစ်သွားတယ်။ချစ်သူဟောင်းကတကယ်ပဲအဲ့ဒီလိုပြောခဲ့တာလားဆိုတာသူမသိချအောင်မေးကြည့်လိုက်တော့အမျိုးသမီးကချက်ချင်းပြန်ဖြေတယ်။ဟုတ်တယ်မကြားသေးခင်ကပဲသူရှေ့မှာရှင်နာမည်ကိုပြောလိုက်တော့သူတော့တာအကြီးကျယ်ထွက်ပြီးယူသွက်သွားတာဘသူမှရှင်နာမည်ကိုတောင်မပြောရဘူးလို့သူပြောခဲ့တာတဲ့။ဒီစကားလုံးတွေကသူမရင်ကိုနှက်နှက်ရှာဆိုင်ထိခိုက်စေခဲ့တယ်။အမျိုးသမီးကပြန်မဲ့အလုပ်မှာအေးဆက်ဆက်တတိပေးလိုက်တယ်။ရှင်သူ့အသက်ကိုကယ်ခဲ့လို့ပဲရှင်တို့နှစ်ယောက်ကြားမှာဘာမှပြန်ဖြစ်လာနိုင်တယ်လို့မထင်လိုက်နဲ့ရှင်ကသူ့အတွက်ထိုက်တန်တဲ့သူမဟုတ်ဘူးတဲ့ဒီစကားကြတော့ဆရာဝန်မလေးကဘာမှမတတ်နိုင်တဲ့အပြုံးတစ်ခုပြုံးလိုက်ပြီးရှင်သားလွဲနေတာပါလို့ပြန်ဖြေတယ်ပြီးတော့ရှင်နဲ့သူကဘလို့ပတ်သက်တာလဲလို့ညင်းသားစွာမေးလိုက်တယ်အမျိုးသမီးကတော့ကျမကသူ့ဇနီးပါလို့ဂုဏ်ယူစားနဲ့ပြောတယ်ဆရာဝန်မလေးမျက်ဝန်းတွေထဲကအလင်းရောင်တွေလုံးဝပြောက်ကွယ်သွားပါတယ်ဒါပေမဲ့သူမကပြုံးပြီးသူတို့နှစ်ဦးကိုဆူတောင်းပေးလိုက်ပါတယ်အဲ့ဒီအမျိုးသမီးကလည်းပျော်ရွှင်စွာနဲ့ပြန်သွားပြီးသူတို့မှာကလေး3ယောက်တောင်ရှိနေပြီဆိုတာမသွားခင်ပြောပြဖို့မမေ့ခဲ့ပါဘူးဒါပေမဲ့ချစ်သူဟောင်းဖာသူမပေါ်ခန်းစားချက်တွေရှိနေသေးတယ်ဆိုတာဆရာဝန်မလေးမသိခဲ့ပါဘူးနောက်တနေ့လူနာစစ်ဆေးတဲ့အချိန်မှာသူ့ရဲ့လူနာခန်းကိုသူမရောက်သွားတော့သူကနာကျင်မှုကြောင့်ချွေးတွေနဲ့ရွှဲနေတာကိုတွေ့လိုက်ရတယ်ဒါနဲ့သူမကသူ့ချွေးတွေကိုတုပ်ပေးလိုက်တော့ချစ်သူဟောင်းကရုတ်တရက်သူမလက်ကိုလှမ်းဆွဲလိုက်တယ်ဆရာဝန်မလေးကလန့်သွားပြီးချက်ချင်းလက်ကိုပြန်ယုတ်လိုက်တယ်ဒါပေမဲ့အဲ့ဒီလူကသတိမေ့နေတော့ပဲဆရာဝန်မလေးကဘာမှနားမလည်နိုင်ပဲရှုပ်တွေးနေစေတယ်ဒါကြောင့်သူမအဲ့ဒီကနေထွက်သွားခဲ့ပါတယ်အဲ့ဒီလူကသူမနာမည်ကိုအထက်ထခေါ်ပြီးညရည်တွေစီးကြနေတာကိုတော့သူမလုံးဝမသိလိုက်ဘူးဒီနောက်မှာဘာတွေဆက်ဖြစ်မလဲသိရဖို့အတွက်ဒီဗီဒီယိုလေးကို like လုပ်ပေးသွားပါဦးနော်